အားလုံးပဲမင်္ဂလာပါအားလုံးကိုသခင်ယေရှုနာမနဲ့နှုတ်ဆက်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ပြောမယ့်အခေါင်းစဉ်ကတော့ college နဲ့ university တော့မဟုတ် seminary တို့ကိုအချချက်ဖြစ်ပါတယ်ကျွန်တော်တို့ college နဲ့ university ကဘယ်လိုကွာခြားတယ်လဲတိပိတလူကတော့ကြော်သွားလို့ရပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် college အကြောင်းကိုကျွန်တော်ကြည့်အောင် college ကဘာလဲ college ကဘွေးကျူပညာရေးကိုအဓိကထားသောအကြောင်းဖြစ်ပါတယ်အဲ့ဒီ college ကနဲ့ပေးအပ်သောဘွေးကတော့ဘာလဲဆိုတော့ associate degree ပေါ့နော်နှစ် bachelor degree လည်းနှစ်အများဖြင့် associate degree နဲ့ bachelor degree ကိုပေးလဲရှိပါတယ်အဓိကထားမှုcollege ကအဓိကဘာထားတယ်လဲဆိုတော့တင်ကြားရေးနဲ့အချင်းခံပညာရေးကိုဦးစားပေးတယ်ပါမောက္ခတွေကသူ့တေသနာထက်ကျောင်းသားများကိုပူပြီးတော့အာရုံစိုက်ပါတယ်college level မှာကျတော့ research လုပ်ဖို့တဲ့အဓိကကျောင်းသားတွေကိုပူပြီးတော့အာရုံစိုက်ပြီးတော့လုပ်တာဖြစ်ပါတယ်ဥပမာအဖြစ်ပေါ့နော် Harvard College ပေါ့ဒါပြီး Yomi Theological College ပေါ့ Bible School တော့မဟုတ် Bible College Community College အဲ့ဒီဟိုတွေကအဓိကassociate degree မဟုတ်တော့ bachelor ဘွဲ့ကိုပေးလဲရှိပါတယ်လူတယောက်အနေနဲ့ကျွန်တော်ကြည့်အောင်တက်ကတူuniversity တော့မဟုတ် seminary university တော့မဟုတ် seminary ကဘာလဲကြည့်ရအောင်ဘွဲ့ကျူနဲ့ဘွဲ့လွင်အဓိကအစဉ်စီများကိုနှမျိုးလုံးရှိတော့အကြောင်းဖြစ်ပါတယ်အဲ့ဒီ seminary နဲ့ university တွေမှာဆိုတော့bachelor ကနဲ့အထက်ပေါ့နော် bachelor master doctorate degree ကိုပေးတဲ့အကြောင်းကြီးဖြစ်ပါတယ်သူတို့မှာပေးအပ်တဲ့ဘွဲ့ကတော့ဘာလဲဆိုတော့ bachelor degree master degree doctorate degree ပေါ့နော်ဒီ main တို့ PhD တို့ TH တို့Doctor of Education ပေါ့Doctor of Business Administration အဲ့လိုမျိုးပေါ့နော်ဒါပြီးအသက်မွေးဝမ်းကြောင်းဘွဲ့များကိုပေးတာဖြစ်ပါတယ်အရွယ်အစားကတော့ကျောင်းသားဦးကြီးကပို့ပြီးတော့များလည်းရှိတယ်ဒါပြီးကျောင်းပေါင်းချင်းကလည်းပို့ပြီးတော့ကြီးပါတယ်အဲ့ဒီ University တော့မဟုတ်seminary တွေကအဓိကဘာထားတယ်လဲဆိုတော့တင်ကြားရေးနဲ့သူ့တည်နာနှမျိုးလုံးကိုလောက်ဆောင်ပါတယ်တင်ကြားတင်လဲတင်ပေးတယ်ဒါပြီး research ကိုလည်းပေါ့နော်နှစ်ခုစလုံးကိုသူတို့လောက်တာဖြစ်ပါတယ်university တခုမှာcollege တော့မဟုတ်အကြောင်းများစွာပါဝင်ပါတယ်ဥပမာအဖြစ်တက်ကတူတခုမှာပေါ့နော်ဆေ college တော့မဟုတ်ဥပဒေကျောင်းတို့ဥပဒေ college တို့ပေါ့နော်ဝိဇာနဲ့တစ်ပိုင် college တို့ဒါမှမဟုတ်တော့ divinity school ပေါ့နော်ဓမ္မပညာကျောင်းအဲ့လိုမျိုးလေးရှိနိုင်ပါတယ်ရှိပါတယ်အချင်းချောင်းနဲ့ကြည့်မယ်ဆိုရင်တော့ပညာရေးခရီးစဉ်မှာကျွန်တော်မူဂျူကနေနေပြီးမှမူလတန်းကျောင်းလာတယ်မူလတန်းကျောင်းကနေပြီးမှအလေတန်းကျောင်းဒါပြီးအထက်တန်းကျောင်းcollege and then ဒါပြီးuniversity ပေါ့တက်ကတူတော့မဟုတ်တော့ seminary ပေါ့တက်ကတူများဒီ college များထက်အထူးပြုသောဘာသာရေးများဘွဲအမျိုးအစားများနဲ့ဌာနများပူရွက်မြတ်ပြပါတယ်university တို့seminary တို့ဟာကcollege ထက်ပေါ့နော်school ထက်ပို့ပြီးတော့သူတို့မှာအထူးပြုဘာသာရေးပေါ့နော်ဒါပြီးအမျိုးအစားလေးပိုများတယ်ဒီဂရီလည်းပို့ပြီးတော့များတယ်ဌာနလည်းပို့ပြီးတော့များတာဖြစ်ပါတယ်ဒီလူနဲ့ပြောဆက်ချင်ပါတယ်မူဂျူကျောင်းဆိုရင်တော့ကျေးရွာပေါ့မူလတန်းကျောင်းဆိုရင်တော့ကျေးရွာအုပ်စုပေါ့media school အလေတန်းကျောင်းဆိုရင်တော့မြို့နယ်ပေါ့မြို့နယ် level ပေါ့ဒါပြီး high school
အထက်တန်းကျောင်းဆိုရင်တော့ခရိုင် level ပေါ့ဒါပြင် college ကြတော့ပြည်နယ် level ပေါ့ပြည်နယ်ဥပမာဖြစ်ချင်းပြည်နယ်ပေါ့ဒါပြင် university ကြတော့နိုင်ငံပေါ့ဥပမာမြန်မာနိုင်ငံပေါ့အဲ့လိုပေါ့ပြောချင်တာပါလဲဆိုတော့university ကကျောင်းရဲ့အဆောင်ဖြစ်သွားပြီ university အထက်မှာကကျောင်းမရှိတော့ဘူးဒါပြင်လေကျန်းစာကျောင်းမှာရှင်လည်းပဲseminary ကအဆောင်ဖြစ်သွားပြီအဲ့ဒါကြောင့်တချို့လူကတော့ဗောနော်ဥမာBaptist Bible College and Seminary လို့သူတို့လုပ်တယ်ဘာဖြစ်ဆိုတော့အဲ့ဒီကျောင်းမှာကbachelor လေးပေးတယ်ဒါပြီး master လေးပေးတယ်ဒါပြီး master ပေးတယ်doctorate ပေးတယ်ဗောနော်ဥမာBaptist Bible College လို့ပဲပြောမယ်ဆိုရင်တော့အများဖြစ်ပေါ့နော်အဲ့ဒီမျိုးဟာတွေကbachelor ပဲပေးလို့ရှိပါတယ်ဒါပေမဲ့ seminary တော့ပါလာပြီဆိုရင်တော့သူတို့ master လေးပေးတယ် bachelor လေးပေးတယ် doctorate လေးပေးတယ်အများကြီးဌာနရှိပြီအဲ့တလူပဲအကြောင်းမှလည်းပဲ college ဆိုရင်တော့အများဖြစ် associate degree တော့တော့မဟုတ်ရင်တော့ bachelor degree ဟောနော်အဲ့ဒါပေးတယ်ရှိတယ်ဒါပေမဲ့ university မှာဆိုရင်တော့ bachelor လေးပေးတယ် master လေးပေးတယ်doctorate မျိုးဆောင်ရှိတယ်တချို့တက္ကသိုလ်တွေမှာဆိုရင်တော့ doctor ပုံတုံမှ20ကျော်ဘောနော်သူတို့ကspecialize ရှိတယ်ကိုကြိုက်တဲ့ဘောနော်major ကိုသွားတည်လို့ရတယ် doctor အများကြီးသူတို့မှာ offer လုပ်ပေးထားတာဖြစ်ပါတယ်ဖရာသခင်ကောင်းချီးပေးပါစေဖရာသခင်အလိုတော်ရှိတဲ့ရှင်တော့နောက်မှပြန်တွေ့ရအောင် bye bye